Hello ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ US visa ကိုတခါမှမဖြည့်ဘူးတဲ့လူတွေပေါ့နော်ဒီကျွန်တော်တို့ခုမှ US visa ကိုဖြည့်ဖို့အတွက်ကိုပြင်ဆင်နေတဲ့လူတွေအတွက်ကိုဘူးတုတလေးပြောချင်လို့ပါကျွန်တော်တို့က US visa interview မှာပေါ့နော်ကျွန်တော် interview ဖြည့်ရဲ့နေရာမှာဟိုထိုင်ကုန်နေပါတယ်နဲ့ကြသနာထိုင်ပြီးတော့ဖြည့်ရတာမဟုတ်ဘူးเนาะဒီလက်ရှိဒီပုံလေးထဲမှာပြထားသလိုမျိုးပေါ့နော် counselor ပေါ့နော်ကျွန်တော်တို့က visa officer လို့လည်းခေါ်တယ် visa officer ကကျွန်တော်တို့ဒီဘက်ကနေဟိုဘက်ကနေပြီးတော့မှန်အထက်ကနေပြီးတော့သူတို့ကနေပြီးတော့မေးတယ်ပေါ့နော်မေးလိုက်သူတို့ကပြီးလို့ရှိရင်ကွန်ပျူတာရိုက်လိုက်အဲ့လိုမျိုးပြောပြီးတော့မေးတယ်ကိုကျွန်တော်တို့ဗီဇာဖြည့်ရတဲ့လူတွေကဒီဘက်ကနေပြီးတော့မတက်လေးရိုက်ပြီးဖြည့်ရတာပါနော်အဲ့တော့ဟိုဘယ်လိုပြောရမလဲသူတို့အနေနဲ့ကကျွန်တော်တို့အချိန်အရင်မပေးဘူးပေါ့နော်အချိန်ခဏလေးအတွင်းမှာသူတို့အနေနဲ့ကမေးခွန်းလေး3 4 5ခုလောက်မေးတယ်အလွန်ဆုံးမေးခွန်းတအားမေးတယ်ဆိုမှဒါဟိုတခါကျရင်10မိနစ်15မိနစ်လောက်ကြာတာပေါ့နော်ဒါပေမဲ့များသောအားဖြင့်ဒီဗီဇာ case တွေမှာများသောအားဖြင့်က3မိနစ်ကနေပြီးတော့4မိနစ်လောက်ပဲကြာတယ်မေးခွန်းကိုသူတို့အလွန်ဆုံး9ခုကနေပြီးတော့6ခုအဲ့လောက်ပဲမေးတာများတယ်သူတို့တကယ်ဒီဟိုမေးချင်တယ်ဆိုမှဒါ10ခု15ခုအဲ့လိုမျိုးတွေမေးတာပေါ့နော်အဲ့လိုမျိုးလေးဖြေရတာပါအဲ့တော့တစ်ဖက်ကနေမတက်ရကြီးဖြေရတာဆိုတော့ကို့အနေနဲ့ကတခါကြောက်လို့ရှိရင်ပေါ့နော်ဟိုဘယ်လိုပြောတက်တောင်းတက်တာတော့တိတ်မရှိဘူးပေါ့ပြီးတော့ကိုကစိတ်အလှရှားနေရဘာညာဆိုလို့ရှိရင်လက်တွေပါတုံနေတာမျိုးတွေပေါ့နော်ဟိုစကားပြောတာကြီးတုံနေတာမျိုးတွေတခါကြောက်ရှင်ခန္ဓာကိုယ်ကတုံနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးနည်းနည်း view ဆိုင်နော်ဘာလို့ဆို counselor ကဟိုဘက်ကနေပြီးတော့ကြည့်တဲ့အခါမှာကိုယ့်ရဲ့တကိုယ်လုံးကိုဒီကိုယ့်ရဲ့ဒီအပေါ်ပိုင်းပေါ့နော်ခါးလောက်ထိကိုမြင်နေရတယ်အဲ့တော့ကိုကမတည့်ရပြီးဖြေနေရတာဆိုတော့ဟိုကြကြနာမထိုင်ရတဲ့အခါကျတော့တခါကြောက်လို့ရှိရင်ဟိုကို့မှာဒီအလေးချင်းမရှိထားလို့ရှိရင်နည်းနည်းလေးဟိုဘယ်လိုပြောရမလဲနည်းနည်းလေးဟိုကတိကောက်တော့ဆန်နေပေါ့နော်ပြီးတော့ကလေးတွေပါလာလို့ရှိရင်နည်းနည်းလေးထိန်းရခတ်တယ်ဆိုလို့ရှိရင်ကလေးတွေအပြင်မှာထားခဲ့ပါနော်သူက14နှစ်အောက်တွေကကြတော့ကျွန်တော်တန်ယုံကိုဝင်ပြီးတော့မှ interview ဖြေစရာမလိုဘူးအဲ့လိုဆိုတော့ကလေးတွေကိုခေါ်လာခြင်းလဲရတယ်ထားခဲ့လို့လဲရတယ်အဲ့တော့ကလေးကငိန်နေဆိုရင်တော့ကလေးတွေကိုခေါ်လာလို့ရပါတယ်ကလေးကမငိန်ဘူးဆိုတော့တန်ယုံပြင်မှာထားခဲ့ပါကလေးတွေက interview ဖြေစရာမလိုဘူးလူကြီးရေဆိုရင်တော့အားလုံးဒါ appointment ယူထားတဲ့အတိုင်းပေါ့နော်2ယောက်ယူထားရင်2ယောက်စလုံးလိုက်ဖြေရမှာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒီလိုပုံစံမျိုးလေးဖြေရတာပါနော်အဲ့တော့ဟိုကိုကဒီလိုမျိုး interview ဖြည့်တဲ့နေရာမှာမတက်ရပြီးဖြည့်တဲ့ပုံစံမျိုးလေးကိုလေ့ကျင့်ထားပါဒါလေးက interview ဖြည့်ဘူးတဲ့လူတွေအတွက်ကတော့ပြဿနာမရှိဘူးဒါပေမဲ့ first time တမားတွေအခုမှ interview ကိုစဖြည့်မဲ့လူတွေအတွက်ကတော့ဒါနည်းနည်းလေးအလေးကျင့်လိုတယ်ပေါ့နော်အဲ့တော့ဒါဘူးတတအနေနဲ့ကျွန်တော်ပြောပြပေးတာပါအခုမှဖြည့်မဲ့လူတွေအတွက်ကိုအဲ့တော့ဒါ US visa interview ဖြည့်တဲ့ပုံစံလေးပါအဲ့တော့ဒီပုံစံကကျွန်တော်တို့ဒီတန်ယုံတိုင်းမှာအတူတူပါပဲเนาะ US visa ဖြည့်တဲ့တန်ယုံတိုင်းမှာအတူတူပါပဲအဲ့တော့ခမ်းမလေးရချင်းချင်းလေးပေါ့เนาะကိုဒီလိုအနောက်မှာဒီလိုဖြည့်နေရဆိုလို့ရှိရင်သူ့ရဲ့နောက်မှာလဲဒါ visa ဖြည့်ရဲ့လူတွေကတန်းစီပြီးစောင့်နေရတာအဲ့တော့ကိုဖြည့်တဲ့အတန်တွေကိုလည်းနောက်ကလူတွေအကုန်ကြားနေရတယ်ပေါ့เนาะအဲ့တော့ကိုကနည်းနည်းရှက်တတ်တဲ့လူဆိုလို့ရှိရင်စကားလေးကိုနည်းနည်းကြဲကြဲလေးနဲ့ပြပြတတလေးပြောပေါ့เนาะအဲ့လိုမျိုးလေးပြောဖို့အတွက်ကိုလေ့ကျင့်ထားဖို့လိုပါတယ်เนาะအဲ့တော့ဒါဘူးတတလေးနေနဲ့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့အားလုံးvisa interview တွေမှာအဆင်ပြေကြပါစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ပါမယ်နော်